Hello guys ဒီနေ့ကတော့ချစ်ချောင်းမလာချက်ပြောင်းမှာဖြစ်ပါတယ် Okay so let's start Okay ဒီနေ့ကတော့ပထမဆုံးဟင်းချက်မဟုတ်ပေမဲ့ပေါ့နော်နည်းနည်းလေး like blog ရိုက်ချင်လို့ဆိုပြီးတော့ဒီလိုမျိုးလေးလုပ်လိုက်တာပေါ့နော်အခုကတော့ချစ်ချောင်းကိုနှစ်ချမ်းနေရပါပေါ့နော်ဒီမှာကျွန်မတိချာလေးကိုလီးနေမရပါဘူးအနေနဲ့ရှာရှည်ပြောပေါ့နော်ထုမယ်လို့ဆိုပြီးလုပ်လိုက်တဲ့အခါမှာထူကြပါပါတယ်ဒါနဲ့ပြောအောင်မယ်ဒီပိုင်းလေးကိုလည်းနည်းနည်းလေးတိတ်ရေးမကြည့်ချင်လို့တော့မြန်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ TikTok ခုတ်တာဆိုတော့လေတိတ်ပြီးတော့လေ YouTube တက်ရေးကြည့်မှမလို့လေးနည်းနည်းလေးမြန်လိုက်တယ်အစတော့ကတော့ကျွန်မပဲဒီ voice over မလုပ်တော့မှလည်းစကားပြောနေတာပေါ့နော်နောက်ကနေမမီကနေစကားတွေလာပြောနေတော့မလုပ်လို့လည်းမရတော့ဟေးလုံးမရတော့ပဲဆိုပြီးလုပ်လိုက်ရတယ်ပေါ့နော်ဒါလေးရောလီးညာပဲကျွန်မထည့်လိုက်ပြီပေါ့နော်တခုကတော့ normal speed ပြင်ရောက်ပါပြီအဲ့နဲ့ထည့်ခါလေးပြီးလိုက်ပြီးသွားရောဒီ clip အောက်လုတ်လိုက်တယ်ပြီးသွားရင်နောက်ထပ်တော့ဒေဝကိုပြရဲဒေဝကပြီးတော့ဒီမှာမလာအနှစ်ကိုထည့်ရမယ်လို့ဆိုပြီးတော့တစုံတော့ထည့်လိုက်ပါတယ်ထည့်ပြီးသွားရောအမနည်းနည်းလေးဆောင်းရပေါ့သူအစီအမြင်တော့ကြာဒါပေမဲ့ဒီအိုးစီတာမပြောင်းတော့အမလေးနည်းနည်းလေးကြတာရေဒီကျန်နေတော့ရေနည်းနည်းရောပြီးတော့နည်းနည်းတော့လေအမုံနဲ့အဲ့လိုမျိုးထားအမုံတော့ဖြစ်တယ်အငွေ့တွေနဲ့ထားသွားတယ်ပေါ့နော်နောက်တစ်စုံထပ်ထည့်အားမရလို့အဲ့လိုလေငါတို့လောက်ထည့်ရတော့မှလေတော့တိတ်ပြီးတော့ဟောမဖြစ်ဘူးအစီမထွက်ဘူးပေါ့နော်အားကြောင့်မို့လေဘာလို့လဲအဲ့ဆိုကွက်လေးမှာအရီတွေထည့်လိုက်တယ်လေပါရောနော်အိုးစီရတော့တိတ်ပဲပြောင်းလိုက်ပေါ့နော်အဲ့နည်းနည်းလေးဆောက်လိုက်တော့ဟောဖြစ်လာပေါ့နော်ပြီးလေပေါ့ချက်တော့ထည့်မယ်လို့ပြောမထည့်သေးပါဘူးနည်းနည်းလေးငရုတ်အနှစ်ပျော်အောင်ထားအောင်မယ်နည်းနည်းထည့်အောင်မယ်တော့နည်းနည်းတော်နေနေတယ်ပေါ့နော်ချက်က9ချောင်းလောက်တော့နော်ဘယ်ချက်ကတော့တော်တော်စီတယ်ချက်9ချောင်းမှကျတော့3တောင်မပေးရတယ်အဲ့ဒါအေးရနေပြီးတော့ရှိရဲ့အနှစ်ကလေးရတယ်ပေါ့နော်အဲ့ဒါရေးထတော့အမတက်လာအငွေ့တက်လာကျွန်မကင်မရာလေးတော့သွားပါပြီဆိုပြီးတော့ပြီးလေပြီးတော့အမအဲ့လိုမျိုးလေးတုတ်လိုက်တယ်ပေါ့နော်တုတ်လိုက်ပြီးတော့အမရေးထည့်တယ်ဗာအနှစ်လေးဖြောပြီးတော့အဲ့လိုလေးထားတဲ့အချိန်မှာကျွန်မချစ်တော့ထည့်လိုက်ပါတယ်ထည့်လိုက်ပါပြီကင်မရာဘယ်ရိုက်နေလဲမသိဘူးကျွန်မခုမှပြန်ပြီး voice over လုပ်တော့မှတွေ့တယ်ဗဒီအခုလည်းတည်ရည်ကြကြလေးပေါ့နော်ချက်တာလည်းခုလာလေးပါအခုလေးစားပြီးတော့ထွက်လာရှင်တို့တည်ရကြအောင်လို့အီနောက်ဆုံးကြရတော့ result လေးရပြီးထားပါတယ်အခုကတော့ဒီမမချက်လိုက်ရတော့အနည်းနည်းလေးတွေအထုံများတယ်ပေါ့နော်ခုနအရသာမြည်ကြည့်တော့အခုကျတော့လားအဲ့နဲ့အနက်ကိုနည်းနည်းပြည့်စုံအောင်လို့ချေးထည့်ပဲဆိုပြီးတော့အချေးကိုခွာတော့ပေါ့နော်ကျွန်မချေးခွာအသားတွေပါကုန်ပါတယ်အစကားပြောတဲ့ခွာတော့နောက်မှလာတော့တော်ကီလာပြည့်နေရတဲ့အိမ်လုံးကနေဒီချိန်ကျတော့လာပြီးတော်ကီလာပြည့်တာတော့အဲ့ဒါကျွန်မလည်းတေချာလေးချင်းလေးကိုပေါ့နော်တေချာလေးခွာလိုက်ရအဲ့ဒါကိုမတွေ့လိုက်ဘာမှမတွေ့ဘူးချေးကိုရက်တက်ခွာရအလားအထီသွားတော့တပည့်မထီပါဘူးဟီအဲ့ဒီတေချာလေးလီးပါတယ်မလေးခွာတော့ချေးကိုခွာတည်းကျွန်မပေါ့နော်ဒါပေမဲ့ကျွန်မကြည့်နေရဒီဘက်ကိုပေါ့ကျွန်မဟိုဘက်ကိုကြည့်ပြီးပြောနေအားကြောင့်ပါမချေးတော့အဲ့လိုလေးခွာတယ်ပဲဟေးချက်တာလည်းအဲ့လိုလေးတော့ပါဟီအဲ့လေပဲချေးတို့တခြားကခွာတယ် speed မတင်လိုက်ပြီဆိုပြီးတော့ဘယ်ဆိုပါလို့တော့ပါဆိုပြီးဖြစ်သွားပါတယ်ဟီအဲ့ချေးကိုမတော့ပြလိပြကပဲချတော့ဟိုလေးပဲရှိပြပြီးတော့တမလေးပါချပြီးတော့ခါရပါလေဒီဘာလို့ဆေးပြီးတော့အနေနဲ့ချက်ထပ်ပြီးတော့စိတ်လိုက်ပါတယ်ဟိုကြောင့်ကိုတည်ရရတယ်ပဲကွာတခါရပတ်ပြီးအုံတော့ကောင်းအဲ့ဒါချေးထည့်လိုက်တဲ့အထည်ကိုဘက်ကနေဆိုပြီးတော့ထည့်ပြီးတော့မပြတာလားဟာမသိတော့ဝင်ပြီးတော့မှထည့်လိုက်တာမဟုတ်ထည့်ပြီးအမတည်းချေးလေးအဲ့နဲ့အစီအနှစ်ကိုတတိချာလေးနည်းနည်းပြန်လေးလုပ်မယ်ဆိုပြီးတော့လုပ်တာပေါ့နော်အမပျော်သေးရဲ့အနှစ်ဒီအခဲကိုပျော်အောင်ဖြော်တယ်ဖြော်ပြီးတော့အမဟိုဘက်လိုက်ဒီဘက်လိုက်တယ်အိုးပိတ်ပဲဆိုတော့အိုးပိတ်တယ်အမဂျင်းကိုစိတ်မချဖြစ်တယ်ဂျင်းကပျော်လည်းမပျော်အဲ့လောက်ကိုကျမတော့ပါကတ်နေပြီဆိုတော့ရီထည့်လိုက်ရီကလည်းတိတ်မရှိတော့ဘူးတခါအဲ့နဲ့ဖြည်းဖြည်းလေးပြပေါ့နော်ဖြည်းဖြည်းလေးပေါ့နော်ဟိုဘက်နဲ့ဒီဘက်နဲ့အဲ့လိုလဲပြီးတော့မွေတယ်တော့အမအရာကအဲ့လိုဖြစ်နေတော့တိတ်စိတ်ကတိတ်ပြီးစိတ်မချဖြစ်နေအဲ့ဒါပဲအိုးပိတ်လိုက်တယ်ပြီးတော့ပြန်ဖွင့်တယ်အမကျမရှုပ်ခတ်တယ်အမကပ်တီးရတယ်တော်တော်လေးကိုအတက်ကတော့ပါတယ်ဒါမှလည်းလေအဲ့အနေထားပါလေကျမဘာလို့လဲလဲဒီလားအကုန်လုံးအော်ရလေပဲမလေးဘာလို့လဲဆိုကျမအရက်ဆက်လို့စားတဲ့ကြားတဲ့ပါထဲလိုက်ပါတယ်အဲ့ဒါပဲထပ်ပြီးတော့စားထည့်ရပါဘောနော်အဲ့ဒါကိုကပ်လိုက်တာပါရှင်ဟီကျမကတော့လေးဖြစ်လိုက်အဲ့လိုပဲရှင်ဟီတေချာထဲ့နေတဲ့အချိန်ပါမိသွားတာစားတဲ့ကြားတဲ့
နီးနေမမျိုးပြီးတော့တက်ချိုးနေတယ်ဆိုပြီးအဲ့စားကိုထက်ထဲလိုက်တော့မှတိသွားတာပေါ့နော်အဲ့ဟိုဘက်ပွေးလေးဒီဘက်ပွေးလေးဟိုဘက်ဒီဘက်ပွေးလေးအဲ့ပါဒူးလားဘဒူးလားအဲ့လိုမျိုးလေးကြည့်ရပေါ့နော်ကြည့်ပြီးတော့စားထက်ထဲလုံးဝတခြားကြီးထဲလိုက်တော့ရတာကြီးဘလို့ပဲဖြစ်အဲ့ဒါကျွန်မလက်သွားဘလို့အော်တော်တော်လဲဆက်နေတော့လေစားထဲလိုက်တာအဲ့ဒါတခြားနဲ့တော့ထဲလိုက်တယ်အဲ့ဒါနဲ့ဟိုဘက်နဲ့ဒီဘက်နဲ့တီချာလေးကိုလိမ့်နေအမနောက်ထပ်တစ်ခေါက်ထပ်ပြီးတော့လိမ့်ပဲအဲ့လိုမျိုးပေါ့နော်ဘာလို့လဲဆိုအဲ့မှာခြေနေတာတခြားလိုမထင်တယ်မကြီးတစ်တွေကိုပေါ့ခြေနေရပေါ့နော်ဒါပေမဲ့အဲ့မကြီးတစ်ထလိုက်တာတော်တော်လေးကိုအရသာပြေဆုံးရတယ်လို့ထင်ရတယ်အရင်ကလေဘေဘေကိုလည်းလေဟိုတဲ့ review ပေးခိုင်းတော့ good လို့ပြောပါတယ်အဲ့ဒါကျွန်မလည်းမသိပါဘူးမဗီဒီယိုတက်ထည့်ရိုက်မလို့သူစားလို့ကုန်သွားကြီးလေကျေးဇူးပါဗျာအဲ့ဒီပဲအခုထပ်ပြီးတော့အိုဖုန်းလေးကိုဖွင့်လိုက်ပြီးရင်နောက်ပိုင်းမှာတော့လုံးဝ specialize တဲ့ဒီချက်ချောင်းမလာလေးရောက်ပါပြီအားလုံးပဲစားကြည့်ကြလားမသိဘူးအေးကြွေးပါဦးအေးစားရပါရှင်အားလုံးပဲကြည့်ပြီးတော့ကျေးဇူးတော့ bye bye